ဒီဗီဒီယိုလေးကတော့ကိုဟာကိုနက်ပြည်မှာအေးဆေးမနေပဲလူသားတွေအတွက်လူပြည်ကိုဆင်းလာတဲ့ဇီရှင်ရဲ့ဟီလိုကိုက်အကြောင်းပြောပြသွားမှာဖြစ်ပါတယ်ကဲအဲ့ဒါဆိုဆက်လိုက်ရအောင်ဇီရှင်ရဲ့ပတ်စစ်က2မျိုးရှိပါတယ်ပထမတစ်မျိုးကသူ့ဘေးနားမှာစက်ဝိုင်းတစ်ခုပေါ်နေမှာဖြစ်ပြီးအဲ့စက်ဝိုင်းနဲ့ဝင်လာတဲ့ဘသူကိုမဆိုကန်ထုတ်ပါတယ်ဒုတိယတစ်ခုက enemy hero ကိုစကေးထိသွားမယ်ဆိုရင်စပယ်ဘန်တစ်ခုရပြီးတော့10ခုထိစုလို့ရပါတယ်စကေး1ကတော့ချိန်ထားတဲ့နေရာကိုလှိုင်းဝေးတစ်ခုပစ်လိုက်ပါမယ်တကယ်လို့အဲ့လှိုင်းဝေးက enemy ကိုထိသွားရင်တော့နောက်ထပ်လှိုင်းဝေးတစ်ခုထပ်ပစ်မှာဖြစ်ပြီးအဲ့တစ်ခုပါထပ်ထိရင်တော့နောက်ဘက်အဖက်ပါတဲ့လှိုင်းဝေးကြီးတစ်ခုထပ်ပစ်လိုက်ပါမယ်စကေး2ကတော့ချိန်ထားတဲ့ဒီနေရာကိုငှက်တကောင်ခေါ်လိုက်ပြီး movement speed နဲ့ magic armor shot ပေးပါတယ်နောက်ပြီး3စက္ကန့်ကြာတဲ့မေ့ပေးမှာဖြစ်ပြီးအဲ့3စက္ကန့်အတွင်းဒီနေရာကိုထပ်ပြောင်းလို့ရပါတယ်နောက်ဆုံးစကေးကတော့ရှိသမျှ enemy hero အလုံးကိုအလင်းတန်းကြီးပစ်ချမှာဖြစ်ပြီး stand ထိပြီးဘေးရှင်ခဏပေါ်နေမှာဖြစ်ပါတယ်ဒါအပြင်အဲ့စကေးသုံးလိုက်တာနဲ့ကိုပါဝင်တင်မိတ်တွေကို movement speed ရစေမှာဖြစ်ပါတယ်ကဲစကေးတွေအကြောင်းရှင်းပြပြီးပြီဆိုတော့ဘယ်လိုကစားရမလဲဆိုတာပြောပြပေးသွားပါမယ်ဇီရှင်ရဲ့ပြန်ကန်ထုတ်တဲ့ပတ်စစ်ရဲ့ကြာချိန်က4မိနစ်ရှိတာကြောင့် fighter ကြီးလို့အနီးကပ်မချပဲအဝေးကနေပဲချမှာပဲအဆင်ပြေမှာပါစကေး1က enemy ထိမှနောက်တစ်ချိန်ထပ်ပစ်တာကြောင့်ခြုံတွေပါတွေစစ်ရင်လည်းအသုံးဝင်ပါတယ်စကေး2ကလည်းခြုံတွေစစ်လို့ရတဲ့အပြင် enemy magic armor ကိုပါရှော့ချတာကြောင့်စကေး2အဓိကထားပြီး level တင်ပေးဖို့လိုပါတယ်ဒါအပြင်ဇီရှင် ultimate သုံးနေချိန်မှာစကေး1 2သုံးလို့ရပါတယ်တခုသတိထားရမှာကဇီရှင်ရဲ့ ultimate က enemy တွေရှောင်လို့ရတာကြောင့်တေချာသုံးဖို့လိုပါတယ်အိုင်တန်တွေကတော့ပွဲချီနေပုံမူတည်ပြီးထည့်ရမှာဖြစ်ပါတယ် enemy ဘက်ကတွေးတက်ကြမ်းတဲ့ hero တွေပါလာရင်ဒီအိုင်တန်ထက် movement speed shot ချင်ရင်ဒီအိုင်တန်ထက် ultimate မြန်မြန်ရချင်ရင်ဒီအိုင်တန်ထက်စကေး1 2ခဏသုံးပြီး damage ပေးချင်ရင်ဒီအိုင်တန်ထက်စကေး2နဲ့ magic armor ဖောက်တာတောင်ထပ်မနေသေးရင်ဒီအိုင်တန်ထက် damage အကြီးကြီးပေးချင်ရင်ဒီအိုင်တန်ထက်ပတ်စစ်နဲ့တွေးတက်တာအားမရသေးဘူးဆိုရင်ဒီအိုင်တန်တွေထည့်လို့ရပါတယ်Evelyn ကတော့ကျွန်တော်ကဒီ Evelyn နဲ့ပဲဆော့ပါတယ်ကဲဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုလေးကိုကြည့်ပြီးပရိသတ်တို့ဇီရှင်ဘယ်လိုကန်ရမလဲဆိုတာနည်းနည်းနားလည်လာမယ်လို့မျှော်လင့်ပါတယ်ကောင်းသောနေ့ရက်လေးတွေပိုင်ဆိုင်နိုင်ကြပါစေကောနာကလည်းနဲ့စိတ်တွေတဲ့လူကစိတ်နှလုံးမကဲစိတ်ပြတနေ့လုံးလွယ်တွေပဲလူတွေနဲ့လဲနေစေငါကမင်းကြောင့်ပဲတွေးနေမိတယ်